မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့တူတာထွေလာ channel ကနေပရိသတ်ကြီးကိုကြိုဆိုပါရခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့မြန်မာရှေးဟောင်းမွေးနေ့တွေထဲမှာပါဝင်တဲ့အပင်တစ်မျိုးအကြောင်းကိုပြောပြပေးသွားမှာပါဒီပင်ကိုဘဝတက်တာမှာတစ်ခါပဲပွင့်ပြီးရင်တည်ဆုံးသွားတာမို့သစ္စာရှင်အပင်တို့တောင်တင်စားခေါ်ကြပါတယ်အဲ့ဒါကဘာပင်လဲဆိုတာသိချင်ရင်ဗီဒီယိုလေးကိုစုံထိကြည့်ရှုဖို့တိုက်တွန်းလိုပါတယ်ခင်ဗျာဒါပြင်ပြည်သက်ကြီးရဲ့နေ့စဉ်ကြုံတွေ့နေရတဲ့ကျန်းမာရေးပြဿနာတချို့ကိုဒီပင်ကဘလို့အံအားသင့်စရာကောင်းတော့အောင်ဖြည့်ရှင်းပေးနိုင်တယ်လဲဆိုတာကျွန်တော်တို့လေ့လာကြည့်အောင်ပါပြည်သက်ကြီးတင့်နေနဲ့မကြာခဏဝင်ပြဝမ်းလျှောဖြစ်နေတတ်ပါသလားဘလို့မှတက်တာဖို့ခက်ခဲတဲ့တွင်းဝင်သွားတဲ့ဝေဒနာကိုကြုံနေရဘူးပါသလားဒါမှမဟုတ်အားရင်ပြက်လက်ပြီးအားနေနေတာအစာအိမ်မြင်နေတာမျိုးဆရာဝန်နဲ့ပြသဖို့ခက်ခဲရှိတဲ့အသေးစားနာမကျန်းမှုတွေနဲ့ရုန်းကန်နေရပါသလားစိတ်မပူပါနဲ့ရှေးပညာရှင်တွေရဲ့လူ့ဝက်ချက်ဖြစ်တဲ့ဒီပင်ကြီးဟာအဲ့ဒီပြဿနာအလုံးကိုတိုင်းစေပညာရဖြေပေးနိုင်တဲ့စွမ်းတတိတွေပိုင်ဆိုင်ထားပါတယ်။အဲ့ဒီပင်ကတော့မြမပြိုးရယဉ်ကျေးမှုအမွေအနှစ်ဖြစ်တဲ့ပေပင်ပဲဖြစ်ပါတယ်ခင်ဗျာ။ပေပင်ရဲ့ကျန်းမာရေးကြိုးကျေးဇူးများပေပင်ရဲ့ဆေးဘက်ဝင်စိတ်ပိုင်းတွေကိုတိုင်းစေပညာမှာနှစ်ပေါင်းများစွာကတည်းကအသုံးပြုခဲ့ကြပါတယ်။ဒီပင်ကနေဘယ်လိုယောဂတွေပျောက်ကင်းနိုင်တယ်လဲဆိုတာကိုဆက်ပြီးကြည့်လိုက်ကြပါအောင်ခင်ဗျာ။အစာချေစနစ်ကိုထောက်ကူပြုခြင်းပေပင်ရဲ့အမြစ်ကိုပြုတ်ပြီးတောက်သွင်းခြင်းဟာဝင်းပြေဝင်းလျှောခြင်းနဲ့တူဝမ်သွားခြင်းကိုထိရောက်စွာတက်တာစေနိုင်တယ်လို့မှတ်တမ်းများရှိပါတယ်။ဒါအပြင်စီးကိုလည်းကောင်းစွာရွှင်စေပါတယ်။အားဖြည့်ပေးခြင်းနဲ့အစာအိမ်ကာကွယ်ခြင်းပေပင်ရဲ့ပင်စီအတွင်းမှာထုတ်ယူရရှိတဲ့တာကူနဲ့စာကိုဟာအားရင်ကုန်ခန်းသူတွေအတွက်အားစီးသက်ပွဲဖြစ်စေပြီးအစာအိမ်နာမဖြစ်အောင်ကာကွယ်ပေးနိုင်တဲ့အာနိသင်ရှိကြောင်းသိရှိရပါတယ်။ချောင်းစုရင်ကျက်တက်တာစေခြင်းပေပင်ရဲ့အရက်နုတွေကိုပြုတ်ရည်ဖြစ်သုံးဆောင်ခြင်းအပြင်ရိုးရိုးချောင်းဆူရင်ကျက်ခြင်းတို့ကိုတက်တာစေနိုင်တဲ့ရိုးရာအသုံးပြုမှုတွေလည်းရှိခဲ့ပါတယ်။သိပ္ပံနည်းကျအတည်ပြုချက်များဒီနေရာမှာရေးကြည့်တာကဒီပင်ရဲ့အစွမ်းတွေကိုခိမီသိပ္ပံပညာရှင်တွေကလည်းအတိအမှတ်ပြုထားတယ်ဆိုတဲ့အချက်ပါပဲ။အိန္ဒိယနဲ့တီရီလင်္ကာကဲ့သို့သောနိုင်ငံများရှိသုတေသနအဖွဲ့အစည်းများကဒီအပင်ပေါ်မှာစမ်းသပ်မှုတွေပြုလုပ်ခဲ့ကြပါတယ်။သုတေသနပြုအဖွဲ့အမည်နဲ့မှတ်တမ်းများဒီကသုတေသနပြုချက်တွေကိုJournal of Anthropopharmacology လိုမျိုးဆေးဘက်ဝင်အပင်ဆိုင်ရာ journal တွေမှာတွေ့ရပါတယ်။အဲဒီမှတ်တမ်းတွေအရပေပင်မှာတတိုးဆန့်ကျင်နိုင်သော drug ပေါင်းအန်တီအောက်ဆီဒန့်မြင့်မားစွာပါဝင်လာကြောင်းဆဲပြက်စီမှုကိုကာကွယ်ပေးနိုင်ကြောင်းသိရှိရပါတယ်။ပိုးမွှားနှိမ်နင်းနိုင်သောအာနိသင်များ antimicrobial activity လည်းရှိကြောင်းကိုသုတေသနပြုချက်တွေကအတည်ပြုခဲ့ကြပါတယ်။ဒါကြောင့်ရိုးရာဆေးနည်းတွေဟာသိပ္ပံနည်းကျအခြေခံတွေနဲ့ကိုက်ညီနေတာကိုတွေ့ရပါတယ်ခင်ဗျာ။သုံးဆွဲပုံနဲ့မိထွက်ဆိုကျွန်းများဒီလိုဆေးဘက်ဝင်ပေမဲ့မှန်ကန်စွာအသုံးပြုဖို့တော့လိုအပ်ပါတယ်ပြုလို့ရမည့်ရိုးရာနည်းလမ်းများအနေနဲ့ဝမ်းယောဂအတွက်ဆိုရင်ပေပင်ရဲ့အမြင့်ကိုတန့်စင်စွာဆေးကြောပြီးပြုတ်ရည်ဖြစ်တောက်သုံးလေးရှိပါတယ်အားဖြည့်ဖို့အတွက်ဆိုရင်တော့ပင်စီကိုထုံထုံထားတဲ့တာကိုနဲ့စာကိုချက်ပြုတ်စားသုံးနိုင်ပါတယ်မိထွက်ဆိုကျွန်းနဲ့သတိပြုရန်များအရေးကြီးဆုံးသတိပေးလိုတာကတော့ပေပင်ရဲ့အသီးအမှဲ့တွေဟာအစိတ်အတောက်ဖြစ်စေနိုင်တာကြောင့်လုံးဝစားသုံးဖို့မသင့်တော်ပါဘူးခင်ဗျာ။ညီဒီရာကိုစေဝါဖြစ်သုံးဆွဲသည်ဖြစ်စေဒါနဲ့တက်ကျွမ်းတဲ့တိုင်းရင်းစစ်စရာလူဒီမဟုတ်ကျွမ်းကျင်သူတွေရဲ့ညွှန်ကြားချက်ကိုရယူပြီးမှသာအသုံးပြုသင့်တယ်လို့အကြံပြုခဲ့ရစီ။ဒီကုန်းချုပ်အနေနဲ့တင်ပြလိုတာကတော့ဘဝတုဒ္ဒအနေနဲ့သိထားတဲ့နာကပေပင်ဟာသူ့ရဲ့ဘဝတစ်လျှောက်လုံးစွမ်းအင်တွေကိုစုဆောင်းပြီးတက်တန်းကုန်ကနှိမှပဲအင်မတန်ကြီးမားတဲ့ပန်းကင်ကြီးပွင့်ကအတီးတီးပြီးနောက်မှာတော့တည်ဆုံသွားပါတယ်။ဒါကြောင့်တတသစ္စာရှင်အပင်လို့တင်စားခေါ်လေးရှိပါတယ်။ဒါအပြင်ပေပင်ရဲ့အလွန်တရာကြီးမားခိုင်ခန့်တဲ့အရွက်တွေဟာရွှေမြန်မာတွေရဲ့ပေစာအဖြစ်အသုံးပြုခဲ့တဲ့မြန်မာယဉ်ကျေးမှုအမွေအနှစ်တွေရဲ့အသက်သွေးကြောလည်းဖြစ်ခဲ့ပါတယ်။ဒီပရိသတ်ကြီးဒီနေ့ဗီဒီယိုကနေပေပင်ရဲ့ကျမ်းမာရေးအကျိုးကျေးဇူးတွေနဲ့သူ့ရဲ့ထူးခြားဆန်းပြတဲ့ဘဝဖြစ်စဉ်ကိုဘဝတုဒ္ဒရရှိသွားပြီလို့မျှော်လင့်ပါတယ်။နောက်ထပ်ဘလို့ပင်လေချောင်းကိုထပ်မံလေ့လာခြင်းတာဆိုတာကိုcomment မှာရေးပေးခဲ့ဖို့တောင်းဆိုရင်ကျွန်တော်တို့ရဲ့တူတာထွေလာ channel ကို subscribe လုပ်ဖို့မမေ့ပါနဲ့နော်နောက်တစ်ပတ်မှာပြန်လည်ဆုံတွေ့ကြပါစို့အားလုံးပဲကျမ်းမာချမ်းသာကြပါစေခင်ဗျာ